ကဲလေးဘွက်တိုက်နိုင်ထားတဲ့ရွှေမန်းလေးချောင်စတားလိုက်ကရောက်တော့မလားကိုဘက်ကချောင် is ဘက်ကတော့လေးဘွက်တိုက်နိုင်ထားတဲ့ချောင်မှာတီးကျင်တာဆိုပြီးတော့ဝင်လာတာဗျာဟုတ်လားဒီပွဲနိုင်ရင်တော့ရွှေမန်းလေးချောင်စတားလိုက်ကရပြီ let's go နိုကီတွေကတော့ညီကိုတွေကျွန်တော်တို့အများဆိုတော့1 2 1ရွှေမန်းလေးချောင်ဖြတ်ကန်ထားတယ်ချောင် is ဘက်ရှောင်းရမလားချောင်း is ဘက်ကကြီးသားလို့တော့ပြောရတယ်ဖြတ်ကန်ထားတယ်ရွှေမန်းလေးချောင်ရှောင်းရမလားရွှေမန်းလေးချောင်ဒီပွဲနဲ့စတားလိုက်ကရမှာလှုပ်ဆန်းမှာရောက်ဖလစ်ကာကြီးနဲ့ရှောင်းသွားပြီရောက်ချောင်း is ဘက်ကစပယ်ချန်တော့ကောင်းနေတော့ရောက်ကြီးသားဆိုတကယ်ကြီးလားချောင်း is ဘက်ချောပြီလားကြေးသားဆိုတဲ့ဘဲကိုရွှေမန်းလေးချောင်တီးသွားပြီဒီပွဲနိုင်စတားလိုက်ကရပြီဒီလိုကလား Can you call me next time I know တဲ့ next time bro နောက်ပွဲကျခေါ်ရချောင်း is ဘက်တီးကန်နေရပြီအောင်ဘလို့ပဲ44ချောင်ကြေးသားချောင်လို့ပြောတယ်ဒါပေမဲ့ရွှေမန်းလေးချောင်ရဲ့လက်ထဲမှာကြာရှုံးသွားပြီရွှေမန်းလေးချောင်ဒါနဲ့ဆိုရင်9ပွဲသက်တိုက်နိုင်ပြီနော်တကယ်ပြောတာနိုင်စဝင်ကနေကမရှုံးသေးတာချောင်ကြီးစပယ်တုံးတာတကယ်တက်ရန်နေရောခြံပြီးတုံးတာနော်အားရောက်ဖလစ်ကာလာလေးကန်ထားတဲ့ရွှေမန်းလေးချောင် is ဘက်ရှောင်းရမှာလားကြေးသားချောင်ဆိုတဲ့ဘဲကိုတီးနေတာရောက်ရွှေမန်းလေးချောင်ပေါင်းလာပြီလားတို့တော့ဖြဲတယ်ချောင်း is ဘက်ဖလစ်ကာမရှိလို့ကွာချောင်း is ဘက်ဖလစ်ကာရှိရင်အာဒီဖလစ်ကာကန်တိလာရောက်ကန်သွားပြီရွှေမန်းလေးချောင်ဒီကတော့ကြောသွားပြီဟုတ်လားအဲ့ဘဲကရှုံးမှာမဟုတ်တော်တော်နဲ့1-1-2-1ရောက်ချောင်း is ဘက်ရှောင်းရမှာလားရွှေမန်းလေးချောင်တော့ရွှေမန်းလေးချောင်ဖလစ်ကာနဲ့လိုက်ပြီးကန်တာချောင်း is ဘက်အာဒီကန်ပြီးဖလစ်ကာတစ်ချက်ထိုးရွှေမန်းလေးချောင်ကြောသွားပြီရောက်ကြေးသားချောင်ဆိုဖြစ်နိုင်လားတကယ်ဖြစ်နိုင်လားရောက်ရွှေမန်းလေးကဝင်ပြဲနေပြီချောင်း is ဘက်ဖြတ်ခံထားတဲ့ physical ချက်လေးကိုရွှေမန်းလေးကရှောသွားမလားရှောသွားပြီရောက်ရေးအာဒီကန်ကီးပြီးထားတာတော့မှပြန်ကျန်းပြနေရဆိုတော့တော်တော်လေးကိုပဲဆိုတော့ရောက်ချောင်း is ဘက်ကဒီဘက်ဒီမှာလာပြီး recall ပြနေတာရောက်နာမည် copy idol တဲ့ဒါရောက်ချောင်း is ဘက်တာဝါရဲတော့ဖောက်ကိန်းဝင်ရနေတာရောက်ချောင်း is ဘက်ရေးရောက်ရွှေမန်းလေးချောင်တီးသွားပြီးတော့အောင်းလာနေတာ၄ဝက်တိုက်နေတာတဲ့ကောင်တီးသွားတာတော့ရောက်ကြီးသားချောင်နဲ့တကယ်ကြီးသားချောင်ကြီးတော့မသိဘူးရောက်ဘလို့ပဲ44ချောင်ချောင်း is ဘက်တဲ့ရောက်ရေးရွှေမန်းလေးချောင် start လိုက်ခဲ့ရမယ်အောင်ရမသွားတော့ဘူးဒါပေမဲ့မကူနဲ့ဘလို့ငါးပွဲတိုက်နိုင်တဲ့သူမပေါ်လာလို့ရှိရင်ဘလို့ကိုပေးမှာရွှေမန်းလေးချောင်ဘလို့ကိုပေးမှာ